အင်္ဂလိပ်ဝါကြတဲ့တိဆောက်တဲ့နေရာမှာတွေ့ရတတ်တဲ့ subject ဆိုတာပါလေ object ဆိုတာပါလေ subject ဆိုတာပါဏိလိုကတ်တာပုံမြန်မာလိုပြုလုပ်သူလို့အဓိပ္ပာယ်ရတယ် object ဆိုတာပါဏိလိုကံပုံမြန်မာလိုပြုလုပ်ခံရသူလို့အဓိပ္ပာယ်ရတယ် subject ဟာဝါကြတဲ့မှာဘလို့အလုပ်လုပ်တာလဲ subject ဟာဝါကြတဲ့မှာဆိုလို့ရှိရင်ဥပမာအပြင် Mama is reading ဆိုလို့ရှိရင်မမဟာစာဖတ်နေရဲဆိုတဲ့အလုပ်ကိုမမကလုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်မမဟာ subject ပြုလုပ်သူအနေနဲ့အဓိပ္ပာယ်ရတယ် object ဆိုတာဘလို့အလုပ်လုပ်တယ်လဲ object ဆိုတာကံပုတ်ပြုလုပ်ခံရသူဆိုတဲ့အတွက်ကြောင့်ဥပမာအပြင် I like apple ဆိုလို့ရှိရင်ကျွန်တော်ဟာပန်းသီးကိုကြိုက်တယ်ဆိုလို့ရှိရင်ပန်းသီးဆိုတာဒီကျွန်တော်ရဲ့ကြိုက်တဲ့ခြင်းကိုခံရတဲ့ပုံမို့လို့သူကဒီ object အနေနဲ့ကံပုတ်ပြုလုပ်ခြင်းခံရသူဆိုပြီးတော့အဓိပ္ပာယ်ရတယ် English grammar ဘိုင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေ့လာခြင်းလေဆိုလို့ရှိရင်လည်း Voice Online Academy မှာ Pattern English Grammar ကိုတွေကိုဈေးတက်တာနဲ့တက်ရောက်လေ့လာလို့ရပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးဗီဒီယိုလေးတွေတိုင်တိုင်လေးသိရဖို့ page ကို like and follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့နော်